အောက်ကျောင်းစာတင်တိုက်ပေါ့ကိုရင်လေးတွေစာတင်တိုက်ပေါ့ဒါတော့ရွှေစီဒီဘုံဘုံရဲ့ရွှေစီဒီပါဒါဖျားပွဲလုပ်ပါတယ်ဟိုဘက်မှာရှိတဲ့ရန်ကုန်ကပါပဲသူကတကေတဘုံဘုံကတလက်တကေတကတော့ဆရာတော်ကတော့ပြန်လုံမှုသွားပြီဒီတိုင်းပဲထားပါတယ်ဒါတော့ဆွမ်းသားဆောင်ဘုံဘုံတို့ရဲ့ဆွမ်းသားဆောင်ပါအားလုံးဧည့်သည်တွေလည်းအကုန်လုံးထားပါတယ်လာခြင်းတဲ့လူလားထွက်ခြင်းတဲ့လူထွက်ပေါ့အားလုံးဒါတော့ဘုန်းကြီးထားခဲ့တဲ့ကားပါဘုန်းကြီးထားခဲ့တဲ့ကားလေးမစုံမပြတ်ပါဘူးကောင်းပါသေးတယ်အားလုံးရေခံအတွက်အဲ့ဒီရေအတွက်ကိုအလိုရှိနေတယ်ပေါ့နော်အဲ့ဒါလေးကဘယ်လိုလုပ်ပေးကြမှာတော့ဒါလေးရေလေးနော်ဟိုဒီရေကခန်းတော့မယ်လေရေခန်းတော့မယ်ဆိုရင်တော့6သွားလေရေကအက်ပြီးတော့ကွဲတော့မှာနော်အဲ့ဒါလေးတွေအဲ့ဒါလေးတွေအလိုရှိတယ်နော်ဟိုမှာနှစ်ထပ်ကျောင်းလေးဆိုတော့ဘုံဘုံရဲ့ကျောင်းအောက်ကျောင်းရဲ့ဘုံဘုံကျောင်းတင်ရလေအက်တယ်တင်ရလေအက်တယ်မျက်နှာချက်တွေပါပြိုကျတယ်တင်ညဟိုအနောက်ဘက်ကိုသူက6လက်မလောက်သူကရိုင်သွားတာအက်တာကြီးအကုန်လုံးအများကြီးအက်တာကြီးနော်အကုန်လုံးဖြစ်တယ်ပေါ့နော်အားလုံးအကောင်းပကတိကျန်နေဆိုတော့ဒီတိမ်လေးတစ်ခုပဲ